ဒါပေမဲ့သူ့ရဲ့ချစ်ဦးသူကိုတတိယသွားပြီးကလဲစားချေမဲ့လမ်းကိုပဲဆက်ရွေးချယ်ခဲ့ပါတယ်။ကောင်မလေးရဲ့မိသားစုကိုဖျက်ဆီးပစ်နိုင်တဲ့အင်အားတွေရလာတဲ့အခါမှာတော့သူဟာအမျိုးသမီးကိုရိုက်ရက်ဆက်ဆက်လာပါတော့တယ်။သူမရဲ့မိသားစုကသူ့ရဲ့ချစ်ဦးသူကိုမတတ်ခဲ့ဘူးဆိုတာကိုကောင်မလေးကအထက်ထက်ရှင်းပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားကတော့အမုန်းတရားတွေကြောင့်မျက်ကန်းဖြစ်နေခဲ့ပါပြီ။တနေ့မှာတော့ကောင်မလေးကသူမကိုဝင်ရှိနေပြီဆိုတာသိလိုက်ရပြီးဒီတည်င်းကိုကြားရင်အမျိုးသားရဲ့စိတ်တွေနူးညံ့သွားလိမ့်မယ်လို့သူမထင်ခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာဒီအကြောင်းကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာလည်းအမျိုးသားကအယံမူပြီးအိမ်ကိုနောက်ကျမှပြန်လာခဲ့တယ်လို့သူမကတော့မမှတ်မိခဲ့ပါဘူး။အမျိုးသမီးကဒီတည်င်းကောင်းကိုသူ့ကိုပြောပြချင်ခဲ့ပေမဲ့သူကစကားတခုမှနားမထောင်ပဲသူမကိုမြေကြီးပေါ်တွန်းချလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ဓာတ်ပုံတစ်ပုံကိုကောင်မလေးမျက်စိကျသွားခဲ့ပြီးအဲ့ဒီပုံထဲမှာအမျိုးသားနဲ့သူ့ရဲ့ချစ်ဦးသူတို့ဟာအယံပျော်ရွှင်နေပုံရပါတယ်။ဓာတ်ပုံရဲ့နောက်ကျောမှာလည်းသူတို့ရဲ့အချစ်ကတိကဝတ်တွေကိုရေးထားခဲ့ပါတယ်။ဒါကိုမြင်တော့အမျိုးသားကသူမကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူးဆိုတာကိုကောင်မလေးနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်